နေဝင်းကတယောက်ဆောင်စစ်မဟုတ်လို့လွယ်အချက်တွေများနေကြောင်းမနာတန်ထောက်ပြလာခဲ့တဲ့မြို့တနာထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မြို့တနာထွန်းအနုပညာလောကမှာအောင်မြင်မှုတွေရရှိခဲ့သလိုတယောက်ဆောင်ပိုင်းမှာလည်းပရိသတ်တွေရဲ့အတိမတ်ပြုခံထားတာပါလက်ရှိမှာလည်းစီနီယာအနုပညာရှင်တယောက်အနေနဲ့စကားရိမှာကြာတော်ဝန်ကိုပြည်ပင်အောင်တယောက်ဆောင်နေခဲ့တာပါမြို့တနာထွန်းဟာအနုပညာလုပ်တွေရဲ့နာကခုနောက်ပိုင်းမှာသာစကားရိပြန်ရိုက်ကူနေရပါပြန်ရိုက်ကူတဲ့အချိန်မှာနေဝင်းတို့နဲ့တယောက်ဆောင်ရပါတယ်သူမလိုစီနီယာတယောက်ဆောင်အနေနဲ့နေဝင်းတို့ကတသက်စာတသားပဲရှိနေရပါနေဝင်းနဲ့ပြောတဲ့စကားကြီးကိုတယောက်ဆောင်ရတဲ့အချိန်မှာ item ပိုင်းကိုအသေးစိတ်ကြည့်ရှုဖြစ်ပါတယ်နေဝင်းရဲ့ item တွေကမြို့တနာထွန်းရဲ့မျက်လုံးတင်းမှာတော့လွယ်အချက်တွေအများကြီးရှိနေသေးတယ်လို့သာမြင်ပါတယ်ဒါပြင်နေဝင်းကိုအမလို့အများဖြစ်နေကြရဲဆိုတာကိုလည်းမြို့တနာထွန်းဟာစကားတန်တွေပြန်ကြပါတယ်အတူတွဲဖက်တယောက်ဆောင်တဲ့အချိန်မှာတဲ့နေဝင်းကလွယ်အချက်တွေအများကြီးကိုမြင်တွေ့ခဲ့ရတာကြောင့်ပါအခုလိုလွယ်အချက်တွေရှိနေခဲ့ရဲဆိုတာကလည်းနေဝင်းတယောက်ဆောင်စစ်မဟုတ်သေးတဲ့အတွက်ကြောင့်လို့မြို့တနာထွန်းဟာထောက်ပြလာခဲ့ပါတယ်မြို့တနာထွန်းဟာထောက်ပြလာခဲ့ပါတယ်တယောက်ဆောင်စစ်မှသာ item ဘိုင်းနဲ့ပတ်သက်ရင်လွယ်အချက်တွေမရှိမှာပါဖြစ်ဖြစ်ချင်းပြင်ဆင်တဲ့နယ်လို့လည်းထောက်ပြလာခဲ့ပါတယ်ဒါပြန်တယောက်ဆောင်လုပ်ရင်းနဲ့အလုပ်ကနေလေတင်တော်ပြီးမှကြောင့်နေဝင်းကိုအာမငယ်ဖို့တိုက်တွန်းထားတာပါနေဝင်းကခုလက်ရှိမှာရုပ်ရှင်စကားကြီးတွေမှာရိုက်ကူရမြင်နေပေမဲ့ပညာသားပါကအချိန်ယူရိုက်တာမျိုးမရှိခဲ့ပါဘူး။တနေ့တည်းမှပဲရုပ်ရှင်စကားတွေကိုတလမှ2ကားလောက်ရိုက်ထားခဲ့တာပါ။ဒါကြောင့်မလို့လေဝေဖန်စရာတွေဖြစ်သွားခဲ့တာပါ။နေဝင်းကစပင်းရှင်နဲ့ကျော်ဟင်းပုံစံဆိုပြီးနာမည်ကြီးလာခဲ့တာပါ။မြို့တနာကျော်ကတော့နေဝင်းကိုကျော်ဟင်းနဲ့တူတယ်လို့မမြင်ပါဘူး။ကျော်ဟင်းရဲ့ item ကိုဘယ်သူမှလိုက်မလုပ်နိုင်ဘူး။ကျော်ဟင်းရဲ့ item ကိုဘယ်သူမှလိုက်မလုပ်နိုင်။ကျော်ဟင်းဆိုတာတယောက်တည်းသာရှိတယ်လို့ခံယူထားတာပါ။နေဝင်းကကျော်ဟင်းနဲ့မတူပဲပုံစံကွဲထွက်နေရကြောင်းနေဝင်းကိုကျော်ဟင်းနဲ့မတူပဲသူ့ပုံစံနဲ့တူဖြစ်ထွန်းစေချင်တာပါတာမသာထိတ်တန့်မင်းသားတရားဖြစ်မှာပါတယောက်ဆောင်စစ်မဖြစ်သေးခင်တယောက်ဆောင်ကောင်းတရားဖြစ်အောင်ကြိုးစားနေရဆိုပြီးမြို့တနာတော်အားချစ်ကြချပါတယ်မြို့တနာတော်အားသူလည်းပဲအခုလိုတက်တေးစာဘွားကိုဖျက်ဆီးလာခဲ့ရမို့မပြေဆုံးသေးတဲ့ပုံမှာနှိမ်တာမျိုးမရှိပဲလက်တွဲခေါ်နေရပဲဖြစ်ပါတယ်လက်တွဲခေါ်ပေးနေရပဲဖြစ်ပါတယ်လက်တွဲခေါ်တဲ့နေရာမှာလေမကောင်းတာကိုကောင်းတယ်လို့ပြီးပြောတာမျိုးမဟုတ်ပဲလွယ်တာရီကိုတင်ပေးကထောက်ပြလာတာပါပိတ်သက်ကြီးအနေနဲ့ရောမြို့တနာထွန်းပြောသလိုနေဝင်ကတရုတ်ဆောင်စစ်စစ်မဖြစ်သေးဘူးလို့ထင်ကြလားဆိုတာပြောပြခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းတွေနဲ့တို့ပြန်လာခဲ့အောင်မှဖြစ်လို့အတစ်တစ်တော်ဗီဒီတနိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအဘိကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်